အားလုံးပဲမင်္ဂလာပါခင်ဗျာ Beyond the Horizon YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ဆောင်းပါးလေးကတော့ဆရာမဆူဆူကောလင်းရဲ့ပင်လယ်နှင့်မန်လို့အမည်ရတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ဆရာမဆူဆူကောလင်းရဲ့စာဖတ်ပရိသတ်တွေအနေနဲ့ဆရာမရဲ့ဆောင်းပါးတွေကိုဆက်လက်ပြီးတော့နားတော်တာဆင်နိုင်ဖို့ရာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးသွားဖို့လည်းတောင်းဆိုပါတယ်နားဆင်ကြည့်လိုက်အောင်ခင်ဗျာမျောနေရင်အချိန်ဒီပိုးကြသည်ထင်၏အခုလဲကျမတို့ tourist guide တွေကြွက်စီဖြင့်ပြည်တွင်းဆိုက်ရောက်လေးစိတ်ထဲတွင်ငပလီမှပြန်လာကြမည့်ဧည့်သည် tourist များကိုကြိုးနေကြသည်ဟေးဆူဆူရေငါတို့ဒီမှာဟဲ့ထွက်လာကြပါပြီကျင့်နဲ့အားရခဲ့ကြသည့်မျက်နှာတွေဖြင့်ရောက်မဆိုင်ပင်ကျမအားအပြိုင်အဆိုင်ကြွားကြလေသည်ဒီမဲ့ကြည်စမ်းငါတို့အသားတွေဘလောက်ညို့သွားပြီလဲကောင်းလိုက်တာအေးဟုတ်တယ်နော်လွန်ခဲ့တဲ့2ပတ်လောက်တုန်းကအသားအယောင်ကအတော်ဖြူတယ်အခုတော့ညို့ပြီးလှသွားပြီပိုချမ်းမာတဲ့ပုံပေါက်တာပေါ့ဟာအဲ့ဒီလိုပဲကျမအလိုက်တင်ပြန်ပြောပေးလိုက်သည်ဘလို့လဲငါတို့နိုင်ငံကငပလီကန်းကြီးလှရဲ့လားအိုးတိတ်လှတာပေါ့တဲတောင်ပြင်ကြီးကလည်းအရှိကြီးအုံးမေနွေးနဲ့နေဝင်တာကိုလည်းငါတို့နေ့တိုင်းစောင့်ကြည့်ခဲ့ကြတယ်။ကျမဂိုင်းလောက်ခါစားဘဝတုန်းကတော့ဒီလိုတွေပြောကြရင်တိတ်ကိုနားမလည်ဘူး။ဘာမှလည်းမရှိတဲ့ဟာကြီးကိုဘာတွေများလှတယ်ဆိုပြီးသဘောတွေကျနေကြပါလေဆိုပြီးထင်ခဲ့မိသည်။ငါ့ကိုအာနာပြီးမြန်တော်ယုံတန်ယုံကိုလည်းပူပူသားသားလေးလှလိုက်တာဆိုပြီးပြောတာများလားဟုထင်ခဲ့သေးသည်။နောက်နှစ်တွေကြာလာတော့မှသဘောပေါက်လာတော့သည်။ဒီလိုဘာမှမရှိလို့ကိုလှနေတာကိုခီးသွားလုပ်ငန်းဖွံ့ဖြိုးလာသည်နှင့်အမျှငပလီလဲတဖြည်းဖြည်းလူသိပိုများလာသည်အိမ်နီးချင်းထိုင်းနိုင်ငံဤလှပတော့လဲတိုးရစ်တွေပြုတ်ကျက်နေသည့်ကမ်းခြေတွေကိုညီးငွေလာကြသည့်ကမ္ဘာလက်ခီးသွားများသည်ကျမတို့စီကကမ်းခြေတွေကိုသဘောခွေလာကြ၏အရှိတောင်အာရှ၏အလှပဆုံးကမ်းခြေများစရင်ထဲဝင်လာသည်သွားခဲ့ဘူးသမျှဧည့်သည်တွေစီကလည်းမကြိုက်ဆိုသည့်စကားတစ်ခါမှမကြားဘူးကဲဒီတော့ကျမတို့မှန်တက်ပြီပေါ့လေနောက်ဥရောပ၏အချို့သောပင်လယ်ကမ်းခြေတွေကိုရောက်တော့မှငပလီကိုဘာကြောင့်လှသည်ဟုသတ်မှတ်ခံရတယ်လဲဆိုတာပိုးသဘောပေါက်လာ၏အီတလီနိုင်ငံ၏အလှဆုံးပြည်နယ်အဖြစ်သတ်မှတ်ခံရသောတော့စကာနီပြည်နယ်ရှိကမ်းခြေများသို့ကျမမကြာခဏရောက်ဖြစ်သည်ပင်လယ်တို့၏သဘာဝအတိုင်းလှပပါပြီသည်စီကံမဲ့စွန့်ပစ်အမိုက်တရိုက်တွေမရှိပါအနောက်တိုင်းသားတို့သည်နွေရာသီရောက်လို့မှကမ်းခြေတွေစီမသွားရရင်ကိုတက်တယ်မတက်ဟုပင်ဆိုရမည်အဖိုးတွေအဖွားတွေသားသမီးမြေးမြစ်တွေဖြင့်အတီးတီနီးစက်ရာကမ်းခြေတွေစီချစ်တက်ကြတော့သည်မွေးကင်းစားကလေးလေးတွေပင်ပါ၏နောက်ကမ်းခြေတစ်ခုလုံးထီးကြီးတွေဖြင့်ပြည့်နေရာလွတ်လွတ်လပ်လပ်မရှိလှတဲတောင်တွင်အကြအနစိုက်ထားသည့်ထီးကြီးတစ်လက်ကိုတစ်နေ့ငှားရမ်းကယူရို30မှ50လောက်အထိပေးရသေးသည်စားတာတောက်တာမပါသေးတနေ့ကုန်မှောက်လိုက်လှန်လိုက်စာဖတ်လိုက်ပင်လယ်ထဲဆင်းပြီးရေကူးလိုက်ပြန်တက်လာပြီးနေပူပြန်ခံလိုက်ဖြင့်လောက်ကြရာကျမမှာအစပိုင်းတုန်းကအတော်ပင်ပြင်းစရာကောင်းသည်ဟုထင်၏ကျမကရေကူးတတ်သူလည်းမဟုတ်ရေသာမကူးတတ်တယ်ကျမ tourist guide ဖြစ်လာတော့သွားလိုက်ရသည့်ရေလန်းခီးဘာမှမဖြစ်သေးလို့ဒါမဖြစ်သေးတာဖြစ်လိုက်လို့ကတော့မလွယ်ဧည့်သည် tourist တွေကတော့ကျမရေမကူးတတ်ဘူးဆိုရင်အစမ်းတကျယ်မမြင်ဘူးသည့်သရဝါလိုကြည့်ကြသည်သူတို့စီမှာတော့မိဘတွေကသားသမီးတွေကိုငယ်ငယ်ကလေးကရေကူးကန်တွေမှာဆရာတွေနဲ့စနစ်တကျသင်ပေးထားတာကိုမြမပြည်မှာတော့မြစ်နားချောင်းနားမွေးသည့်သူတွေပဲရေကူးတတ်သည်ကြံသည့်သူတွေတော်တော်များများကတော့ဘယ်နာသွားရေကူးတင်ရမှာပါလဲရန်ကုန်မန္တလေးလောက်မြို့ကြီးတွေသာရေကူးကန်ရှိသည်ထိုရေကူးကန်သွားရေကူးတင်သည်ဆိုသည့်လူဒန်းစားကလည်းတကယ်ကိုမှနည်းနည်းလေးနောက်တောင်တန်ယုံမင်းကလေးတွေကရေကူးဝတ်စုံမဝတ်ချင်းမဝတ်ရဲဒါကလည်းရေကူးမတင်ဖြစ်ကြသည့်အကြောင်းရင်းတွေတကြောင်းပါမည်ထင်၏
ကျမတို့စီမှာကမ်းခြေတွေအလဲသွားရင်လဲတာယာကွင်းကြီးတွေငှားပြီးရေထဲဆင်းဆော်လို့ရသည်လေဒီတော့ရေမကူးတတ်လဲအကြောင်းမဟုတ်ဟုယူဆကြသည်ထင်ပါသည်အီတလီတွင်ကျမတို့သွားလေသွားထရှိသောကမ်းခြေမှာရေကတိတ်မကြည်လားတချို့ရက်တွေဆိုဂျယ်လီငါးတွေကလည်းရေထဲတွင်မှုန့်ပွင့်နေလို့ပွားထနေသေးရာရေထဲဆင်းလိုက်လျင်အသေးတရားရာဒါသာဆိုတဲ့ထိုကမ်းခြေမှာလွန်စွာနာမည်ကြီးသည်နာမည်ကျော်တို့ဤနွေရာသီအပန်းဖြေလုံးချင်းအိမ်တွေလည်းရှိသည်ကျင်ငါးဝင်ဟိုတယ်ကြီးတွေလည်းရှိ၏ဈေးကြီးလှသည့်စားတောက်ဆိုင်တွေအပြင်ကမ္ဘာကျော်အဝတ်အစားအသုံးဆောင်များဖြစ်သည့် Gucci တို့ Prada တို့ LV တို့ Versace အပါအဝင်များပြားလှသည့်ဆိုင်ကြီးတွေသည်ပင်လယ်ကမ်းခြေနှင့်အပြိုင်တည်ရှိနေ၏နေတာရှိသည့်နွေရာသီဆိုညတကောင်အထိပင်ဆိုင်နေဖွင့်ကြရာဝဲတာမဝဲတာအပါထနေရောညပါလူတွေကြိတ်ကြိတ်တိုးနေတော့သည်အယောင်စရီးတို့ကလည်းအင်္ဂလိပ်လိုအပြင်ရုရှားလိုလည်းပြောတတ်ကြ၏ရုရှားခေတ်သစ်တထေးတို့မှာကဘာလှည့်ပြီးစိန်ခံနေကြရာဤကမ်းခြေမြို့များတွင်လည်းသူတို့တွေကခက်များရုရှားသည်အလွန်အေးသောနိုင်ငံဖြစ်သည်ဖြင့်ယောက်ျားမိန်းမအကုန်အရက်တောက်ကြရာတပလင်းကိုယူရိုထောင်ချီပေးရသည့်အကောင်းစားဝိုင်နေကိုလည်းထမရေချောင်းစီမှီဝဲကြလေသည်ထိုအနီးအနားမြို့သူမြို့သားတို့မှလည်းနာမည်ကြီးအီတလီစကျင်းကြောက်တောင်ကြီးနှင့်နီးသဖြင့်စကျင်းကြောက်ပြားတွေကိုကဘာအနှံ့သို့တင်ပို့ရောင်းချသည့်လုပ်ငန်းဖြင့်ချမ်းသာကြွယ်ဝကြလေသည်မြို့ငယ်လေးတွေဖြစ်တော်လဲညနေခင်းသူတို့လမ်းလျှောက်ထွက်လာချိန်သွားကြည့်ပါကအိုးမီလန်ဖက်ရှင်ရှိုးပွဲကိုအလကားကြည့်နေရသလိုပင်ကျမစိတ်ထဲအော်သူတို့စီကကမ်းခြေတွေကတိတ်မလာတော့အစားတောက်ဆိုင်တွေဖက်ရှင်ဆိုင်ကြီးတွေဟိုတယ်တွေဖြင့်အားဖြည့်ထားရတာနေမှာဟုတွေးလိုက်မိသေးသည်ဒါကြောင့်ပင်ကျမတို့နိုင်ငံကဘာမှမရှိသည့်ကမ်းခြေဤလွတ်လွတ်လပ်လပ်တဘာဝကိုအသေးဆွဲကြခြင်းပင်ကျမတို့ငငယ်လေးကလေးကတိတိကကမ်းခြေဆိုရင်အုံးပင်တွေပေါ်သည်အုံသည်နုနုလက်လက်ဆက်ဆက်စားကအုံးရည်တောက်ရသည်ဥရောပတွင်ကကမ်းခြေတွင်အုံးပင်နတ်ထီဒါကြောင့်ပင်မြန်မာပြည်ကိုလာသောတိုးရစ်တွေသည်ဟိုတယ်ဝင်းတဲ့သို့မဟုတ်ကမ်းခြေပေါ်တွင်လိုက်ရောင်းနေသည့်အုံးသီးတွေကိုရှေ့တွင်ပင်ခွဲခိုင်းကအုံးရည်တောက်အုံးသီးစားရသည့်အရာကိုတကယ်ဇိမ်ခံအခွင့်အရေးဖြစ်မှတ်ကပြောမဆုံးနိုင်ကြကျမမှလည်းမြန်မာနိုင်ငံကကမ်းခြေတွေဒုသဖြင့်ငွေဆောင်ငပလီကိုတိတ်လှပါလားဆိုပြီးမန်နေတက်ကစိတ်ကြီးတွေဝင်လာသည်သို့တော့တခုတော့မကျင်နဲ့ဒီအီတလီတွေသည်ဆာရဒေးညာဆိုသည့်မြေထဲပင်လယ်တွေကကျွန်းကိုဝန်းရံနေသည့်ပင်လယ်ဤအလှကတော့တူနိုင်မမီနိုင်အောင်ပင်လှသည်ဟုမကြပြောကြလေသည်ငါတို့ငပလီတက်တောင်လှသလားဒီလိုကျမကမေးတော့သူတို့ကပြုံးကမတူဘူးပေါ့လေနင်းသွားကြည့်တဲ့တနေ့တော့သဘောပေါက်လာပါလိမ့်မယ်ဒီကလေးကတေးထားလိုက်သည်တနေ့ရောက်အောင်သွားမည်ဟုရာသီဥတုကပူတိုက်ခတ်သည့်လေကလည်းပူဘေးပတ်ဝန်းကျင်ကလည်းအညာကနွေရာသီရှုခင်းတွေလိုမျိုး6တရားနေတဲ့ကုန်းမြေပေါ်မှာယူကလစ်ပင်ကြီးတွေကတော့အနှဲငယ်စိမ့်စိမ့်ဆူဆူရှိတာဒါလားဟဲ့ဆာရဒေးညာမြေထဲပင်လယ်ထဲမှာမမကြီးရှိနေသည့်အီတလီ၏နာမည်ကြီးကျွန်းကြီးပေါ်ကဘာအရရက်ကပင်လယ်ကိုယူသွကြသည့်လူတွေအတော်များများမရောက်မနေစူးစားပြီးတွားရောက်အပန်းဖြေရသည့်ဤကျွန်းကြီးကိုကျမလည်းဘာတွေဒီလောက်တောင်လှလို့မြန်လူတွေတဲတဲလှုပ်နေကြပါလေဟူသောအတွေ့ဖြင့်မရောက်အောင်လာခဲ့ရပေပြီကျွန်းကြီးမှာစတူယန်ကီလိုမီတာ2400ကျော်ရှိပြီးလူဦးရေ1,000,000 လောက်နေထိုင်ကြသည်ကျွန်းကြီးမြောက်ဘက်ပိုင်းရှိကမ်းခြေတွေကိုလူတွေအသွားများ၏ထို့ကြောင့်လူရှင်းသည့်တောင်ပိုင်းကိုသာသွားဖို့ကျမတို့ဆုံးဖြတ်လိုက်ကြသည်ကျမတို့သွားသည့်နေရာတွင်
ဟိုတွေတွေများများစားစားမရှိ bed and breakfast ဆိုသည့်အိမ်ငန်း3-4ခန်းလောက်ကိုငှားသည့်အိမ်မှာပင်တဲခိုခဲ့ကြသည်ဟိုတယ်မဟုတ်တော့လဲအခန်းများမှာလွန်စွာကောင်းသည့်အပြင်အိမ်ရှင်အမျိုးသမီးငယ်ဖုတ်ထားသည့်ကိတ်များအိမ်တွင်ပင်လှုပ်သည့်တစ်သီးယိုမျိုးစုံနှင့်ပေါင်မုံများသူတို့ဒေတာကပေါင်မုံကလည်းမုံလပွေကဲ့သို့ပြားချက်ကျွတ်ရွာကစားကောင်းနေသည်ထို့အပြင်ရာသီပေါ်အသီးအနှံဒေတာထွက်ဝက်ပောင်ကြောင်းနှင့် cheese 4 မျိုးလောက်နေ့စဉ်တဲခင်းပြီးမနှက်စာကျွေး၏အခန်းကလည်း3ခန်းနဲ့ရှိရာကိုအိမ်ကိုရအတိုင်းပင်အခန်းတိုင်းတွင်ဝရန်တာရှိသည်တန်လွင်ပင်နေဖြင့်ခြံကြီးရလည်းအကျဲကြီးWi-Fi တော့မရစာရေးထားသည် Wi-Fi မလုပ်ပေးထားပါတင်တို့ချင်းစကားပြောကြပါတဲ့ဒါလည်းကောင်းတာပဲအပန်းဖြေခီးလာပြီးတစ်ချိန်လုံးဖုံးပွနေတာတော့မဟုတ်သေးဘူးလေတဘာဝကြီးဖြင့်ပြည့်ဝဝထိတွေ့ရပြီမီကမ်းခြေတွေကလည်းအများကြီးကြိုက်တဲ့နေရာသွားလို့ရသည်သို့တော့ရောက်စရက်တွင်တော့မိုးရွာမြပုံပေါ်နေသဖြင့်ကမ်းခြေစီမသွားသေးပဲရွာထဲပဲရှောက်လေလိုက်ကြသည်လူကြီးချို့မှာအိမ်ရှိလှေကားတစ်တီပေါ်ထွက်ထိုင်နေကြကအေးရအေးချောင်းဟိုငေးဒီငေးဖြင့်လမ်းသွားလမ်းလာပေါ်တာတွေကိုအော်ဟစ်နှုတ်ဆက်နေကြသည်ဘသူမှအလောတကြီးပြကြီးပြရဟန်လည်းမရှိအားလုံးသည်အချိန်ဆိုတာကိုမေ့ထားကြသည်ပုံအီတလီမြောက်ပိုင်းနှင့်တောင်ပိုင်းကအကွာခြားကြီးကွာခြားလာသည်ကျမတို့စီမှာရွာတဲ့အတိုင်းပင်မြို့ကြီးပြကြီးတွေလိုတုတ်တီးတုတ်ပြဖြင့်အချိန်လူနေကြရသည့်လူတွေမရှိရွာထဲတွင်ကျမသွားကျင်သည့်နေရာတစ်ခုရှိသည် Sea Silk ပင်လယ်ပိုးပြတိုက်ပင်လယ်ပိုးချင်မြင်ရက်လုတ်သည့်ပြတိုက်တဲ့နာမည်ကိုကဆွဲဆောင်နေသည်ပင်လယ်ထဲကနေဘလို့ပိုးမြင်တွေထွက်လာမှာပါလေကျမတို့မြမပြည်အင်းလီကံဘော်ကကြာချီမြင်နေလောက်စမ်းကြဲအောင်မလားဟုသောစိန်ခေါ်အတွေးလေးကလည်းရှိသည်အင်းလီကံကိုရောက်လျင်ကျမတို့ tourist guide တွေကနိုင်ငံသားတွေကိုရက်ကန်းယုံတွေစီခေါ်သွားကပိုးနှင့်ကြာလုပ်ငန်းတွေရှင်းလင်းပြသလေးရှိကြသည်လေရက်ကန်းယုံမှအလုပ်သမားလေးတယောက်ကကြာပင်နေ9ပင်6ပင်လောက်ကိုစုကပရိဒါဖြင့်လှီပြီးဆွဲလိုက်သောအခါထွက်လာသည့်တဘာဝကြာမြင်တွေကိုလက်ဖြင့်ကင်ကြည့်ကြဓာတ်ပုံဗီဒီယိုတွေရိုက်ကြထိုးကြာချီတွေကိုရက်နေသည့်ရက်ကန်းစင်တွေကိုလည်းပါဇက်အဟောင်းသားဖြင့်ကြည့်ကြဆိုတော့လိုက်ပို့သည့်ကျမတို့ဧလန်းညွန်တွေမှာကိုတိုင်းပြည်အတွက်ခုံယူမဆုံးဖြစ်ကြရသည်အခုပင်လေပိုးဆိုတာကိုဘာပါလဲပြူတိဖြင့်အတွင်းသို့ချောင်းကြည့်နေကြသောကျမတို့အားအမျိုးသမီးကြီးတယောက်ကအတန်မာဖြင့်ဝင်ခဲ့ကြလေအဲ့လိုလှမ်းခေါ်လိုက်သည်ပြတိုင်းလို့သာအမိတက်ထားသည်အစမ်းတစ်ကျဲတော့ဘာမှမရှိရက်ကန်းစင်ခတ်သေးသေးလေးတစ်ခုကိုတွေ့သည်ဝင်ကြီးလည်းမပေးရခုနကလှမ်းခေါ်လိုက်သည့်အမျိုးသမီးကြီးကကလထိုင်တွင်ထိုင်းနေပြီးသူ့ရှိကစပွဲပေါ်တွင်တော့ရေမှော်ရေမိုက်လို့အမြင်တွေရှုပ်ရှက်ခတ်နေ၏ဒီနေရာဟာလက်မှုအနုပညာလုပ်ငန်းမဟုတ်ဘူးလုပ်ငန်းပြပြီးပစ္စည်းရောင်းတဲ့နေရာလည်းမဟုတ်ဘူးရောင်းစရာဘာမှမရှိဘူးမရောင်းဘူးဒီနေရာဟာရာစုနှစ်ပေါင်းများစွာတည်းကငါတို့မိသားစုသာတည်တဲ့ပင်လယ်ပိုးလုပ်ပုံကိုကမ္ဘာရှေးဟောင်းအမွေအနှစ်အနေနဲ့မပြောက်ပြက်အောင်လက်ဆင့်ကမ်းထိမ့်သိမ့်တဲ့နေရာပဲဟုတ်ကဲ့ထို့နောက်စပွဲပေါ်မှာအမြင်အဆုပ်အထွေးတစ်ခုကိုယူက brush ဖြင့်ချစ်ပြီးအမိုက်တရိုက်တွေကိုဖယ်ရှားနေတော့သည်သူ့မိသားစုစင်ဆက်အကြောင်းတွေသူ့အတွေးခေါ်အယူဆတွေကိုပြောပြနေရင်အတန်ကတိုးသွားလိုက်ကျဲလာလိုက်ကျမတို့ရှိနေတာကိုပင်မေ့ပြီးအာယုံလွင့်မျောနေတယ်လို့တချင်းကလည်းတစ်ချက်ညီးလိုက်သေးသည်အမိုက်ကင်းစင်သွားသည့်အမြင်သေးသေးလေးတွေကိုဆွဲထုတ်ပြီးပုံထားလိုက်နောက်ထပ်ရှင်းပြီးထပ်ဆွဲထုတ်လိုက်ဖြင့်နိုင်ဝက်လောက်ကြာသောအခါငါးမူသားအဝိုင်းလောက်ပဲရှိမိလွန်စွာပေါ့ပါသော
အမြင်ဖုံဖုံလေးပဲကြံတော့သည်ကျမတို့အားလက်ဝါးဖြန့်ခိုင်းကမျက်စိမှိတ်စေသည်သူကနင့်လက်ပေါ်မှာအခုအမြင်နေရှိလားမရှိလားငါ့ကိုပြောစမ်းမသိဘူးအမှန်ပင်ဘာအထိတွေ့ခံစားမှုမှမရအောင်ပေါ့ပါလာကြသည်မျက်စိဖွင့်ကြည့်လိုက်တော့အမြင်ထွေးတွေကကျမလက်ပေါ်မှာဒါကဘာရတဲ့ပစ္စည်းလဲရင်အမျိုးသမီးကြီးကကျမအောင်မော့ကြည့်ကဒါကပင်လေတွေကကနုကမာကောင်တစ်မျိုးရဲ့ gland ကထွက်တဲ့ပစ္စည်းပဲဒီကနုကမာကသူ့အနားမှာရေပဝဲလိုအကောင်နေလာနှောက်ရှက်တဲ့အခါဒီအမြင်လေးကိုအန်ထုတ်ပြလိုက်တယ်ဒါဆိုအန်တီကဘလို့သွားရှာရတာလဲရေထဲကပစ္စည်းကိုလိုချင်ရင်ရေထဲသွားရတာပေါ့ဤဒါဆိုအဲ့ဒီအကောင်နေသိကုန်တာလားနို့မသိပါဘူးသူများအသက်သေပေးမှရမယ့်ဥစ္စာဆိုငါတို့ဘယ်ယူမလဲအပြင်မှာထွက်နေတဲ့အမြင်လေးတွေကိုပဲယူတာပါဒါဆိုအန်တီရေငုတ်နိုင်သေးတယ်ပေါ့သူကအလွန်ခုံယူစွာဖြင့်ပင်ငုတ်သေးတယ်ငါစွမ်းပါသေးတယ်အေးဒီလောက်သေးမြင်ပေါ့ပါတဲ့အမြင်ကိုဘလို့ထိမ့်သိမ့်လဲကနုကမာကောင်လေးတွေအန်ထုတ်ထားတဲ့အမြင်တွေကိုဖြတ်ပြီးရေအောက်ကသေးတွေနုံးနေနဲ့ရောပြီးလုံးထားရတယ်လေအခုမင်းမြင်တဲ့အတိုင်းပဲဒါကြောင့်ခက်ခဲပြန်ရှင်းထုတ်နေရတာပေါ့ဒါနဲ့ကျမကလည်းကျမတို့နိုင်ငံမှာတော့ကြာချီထုတ်တာရှိတယ်ဒီလိုခက်ခဲပင်လေတဲ့ငုတ်ပြီးမရှာရဘူးပြီးတော့ကြာကထွက်လာတဲ့အမြင်ကပိုးနဲ့မတူဘူးချီနဲ့ပဲတူတယ်အလုံးလဲပို့တုတ်တယ်ဒါကြောင့်မလို့ကျမကအသိချင်လွန်းလို့အသေးစိတ်မေးနေရတာပါရှင်ထိုအဖုံအထွေးလေးကိုအမျိုးသမီးကြီးကထိတ်မှာမှိုဝင့်ပုံပါသောဒုတ်တန်သေးသေးလေးဖြင့်ချီငင်ပြရာအံ့ဩစရာအမြင်တော်ရှည်ထွက်လာ၏ထူးဆန်းလာသည့်ပင်လယ်ပိုးပါလားပိုးစင်စစ်တဲ့များစွာပေါ်ပါသည်ထိုထွက်လာသောအမြင်ကိုစပွဲပေါ်ရှိစီလိုဝါဝါအရေးထည့်ထားသည့်ပလင်းလေးထဲထည့်စိန်လိုက်သည်ကျမကလည်းဘာမြန်းဆက်လုပ်ပြအောင်မှလဲဟုမျက်တောင်မခတ်စိုက်ကြည့်နေမိသည်ထိုပလင်းကိုယူပြီးအဝတွင်ပါဇက်တိကပလွေတန်လိုခယူသေးမုတ်တန်လိုဂီတတန်တစ်ခုကိုဆွဲငင်တီဆိုတီးမှုန်နေတော့သည်2မိနစ်လောက်ကြာသည်ထင်၏ထို့နောက်အမြင်လေးကိုဖြည်းဖြည်းချင်းဆွဲထုတ်ပြီးအရေးတွေကိုပလင်းသေးသို့ပင်ပြန်စစ်ချလိုက်သည်ထိုအမြင်လေးမှာအံ့ဩစရာမျက်လက်ပြသလိုတရေခွင်းနေဆွဲဆန်းလို့ရတယ်လို့မျိုးဖြစ်သွားသည်ကြည့်နေသူတွေအကုန်ဟာကနေဖြစ်သွားတော့သည်ထိုအယီလုံနီးကတော့မိသားစုစင်ဆက်လျှို့ဝှက်ချက်မှုပြောပြ၍မရပါတဲ့လူပါဇက်ကဖန်တီးလိုက်သောဂီတတန်ဤတုံခါမှုများရင်ထိုစမ်းကျဲအယီဤဂုံသက်တွေပေါင်းပြီးဆွဲဆက်နိုင်သွားရုံမကမီးလုံးအောက်တွင်ထိုအမြင်လေးကိုထောင်ကြည့်ခိုင်းရာရွှေအိုရောင်တလက်လက်ဖြစ်နေလေသည်ထူးခြားဆံပြပင်လေရွှေပိုးပါတကားထိုအဖွားကြီးဤပင်လေပိုးကိုနိုင်ငံတော်ကလည်းယဉ်ကျေးမှုအမွေအဖြစ်ထိမ့်သိမ်းပေးသည်ကဘာအနှံ့ကပြတိုက်များတွင်လည်းသူ့ပစ္စည်းတွေကိုပြသထားလေသည်ဤတွင်ကိုတိုင်းပြည်မှကြာချီတွေကိုဂုံတယူတကြွားဖြစ်နေသောကျမလည်းအတော်မှန်ဆွဲကျိုးသွားလေတော့သည်နောက်နေ့တွင်ကရာသီဥတုတာယာလာသဖြင့်ကားနှင့်တနာရီလောက်မောင်းကပင်လယ်ကမ်းခြေစီသွားကြသည်ကမ်းခြေတွင်ဟိုတယ်တစ်လုံးမှမရှိတစ်သားနှင့်ဝါးကိုသာသုံးကဆောက်ထားသောတဲတာစားတောက်ဆိုင်လေးတစ်ခုပဲရှိသည်အများကြီးချက်ပြုတ်ခွင့်လည်းမရှိညှော်နှံ့လည်းထွက်လို့မရဆိုင်တွေအများကြီးဆောက်ခွင့်မပေးတဆိုင်ပဲတွေ့သည်ကျမမျက်စိရှေ့တွင်တွေ့ရသည့်ပင်လယ်ဤအယောင်ကမြသားဖန်ပြင်လိုရေကလည်းကြောက်ဆက်ရေလိုအေးစိမ်နေသည်အောက်ခြေသေးပင်ကိုနေရောင်ကြီးထိပြီးရောင်ပြန်ဟပ်နေသည့်လှိုင်းတရံအကွက်လေးတွေကိုတိုးယိုပေါက်မြင်းနေရသည်နည်းနည်းထက်နဲ့သည့်နေရာကိုဆင်းကြည့်သည်မြင်းနေရစေ
ရေမကူးတတ်သောကျမပင်ဘောကွင်းဆွဲကဆင်းချသွားတော့သည်ဤမြတန့်ရှင်းကြည်လင်ကစိမ့်ပြရောင်ရေပြင်ကြီးနှင့်တွေ့တာတောင်မှရေထဲမစင်းရင်ကကျမထက်မိုက်သောယူသောသူမရှိနိုင်တော့ပြီများသောအားဖြင့်ပင်လယ်ဆက်တို့သည်အဝေးကကြည်လျင်အပြာရောင်အစိမ်းရောင်ဖြစ်နေတော့လေရေထဲရောက်ရင်ကထို့သို့မဟုတ်တော့ယခုကကျမကိုယ်တိုင်ဖန်သားကိုရေဖြော်ထားသလားအောက်မေ့ရလောက်အောင်ကြည်စင်သောစိမ့်ပြရောင်ပင်လယ်ရေထဲတွင်ရောက်ရှိထိတွေ့နေသည်ကိုဖာသာပြန်ငုံကြည့်ပါကခြေချောင်းလေးတွေအထိပြန်မြင်ရစေတကူလုံးသည်စိမ့်ပြရောင်ကြီးထဲတွင်ထဲထဲဝင်ကြီးနှစ်မြုပ်နေ၏ထိုတကင်က၌ရေမကူးတက်လေခြင်းဟုပထမဆုံးအကြိမ်နောင်တရမိသည်နောက်တစ်နေ့တွင်အီတလီတနိုင်ငံလုံး၏အကောင်းဆုံးကမ်းခြေအဖြစ်ရွေးချယ်ခံရသောကမ်းခြေသို့သွားကြပြန်သည်မနေ့ကကမ်းခြေထက်ပို၍လှနိုင်ပါဦးမလားဟုတွေးထင်ထားသောကျမတို့မှာထိုကီးယာအမည်ရှိကမ်းခြေမှရေတွေကိုမြင်လိုက်သည့်အခါမှာတော့တန်တရားတွေအားလုံးပျောက်သွားတော့သည်ကျမနှင့်အတူပါလာသောမိတ်ဆွေလင်မယားကလည်းရေကူးဝိုင်းတင်ပေးကြသည်ရေကူးတက်ချင်စိတ်လည်းအလွန်ပြင်းပြနေရာနာယူဝက်လောက်နေတော့ပေ30လောက်ကိုဖျို့ဖျဲဖြင့်ကူးနိုင်သွားသည်ပင်လေသည်စားတက်ရှိသဖြင့်ခန္ဓာကိုယ်ကပိုပေါ့သည့်သဘောလဲပါ၏အကောင်းဆုံးကမ်းခြေဖြစ်ဖို့ဟိုတယ်ကြီးတွေစားတောက်ဆိုင်ကြီးတွေရှိနေစရာမလိုပါညဉ့်ညမ်းမှုအ ਨੇ ဆုံးဖြစ်ခြင်းရေအည်သွေးကောင်းခြင်းတဘာဝအတိုင်းရှိနေခြင်းတို့ကသာအရေးကြီးပါသည်ဟိုတယ်စုံကြီးတွေကမ်းခြေဘေးဆောက်ရန်မလိုပါဤကျွန်းကြီးတွင်ဒီလိုကမ်းခြေပေါင်း300ကျော်လောက်ရှိသည်စည်ရင်းမပါသည့်ဟာတွေလည်းရှိသေးသည်တဲ့ဟိုတယ်တွေနှင့်ကမ်းခြေတို့သည်အဝေးကြီးတွေဖြစ်သည်ရွာထဲရှိကျမတို့တဲနေသည့်အိမ်တွေကိုလည်းအချက်အလက်နှင့်ကိုက်ညီပါက B&B Bed and Breakfast အဖြစ်သတ်မှတ်ပေးကလှုပ်ရှားခွင့်ပေးထားသောကြောင့်ဟိုတယ်ကြီးတွေပိုင်သည့်တထေးတွေသာမကတာမန်ပြည်သူတွေလည်းတပိုင်တနိုင်ဝင်ငွေရလေသည်ကျမတို့စီလည်းအဲ့ဒီလိုဖြစ်လာရင်ကောင်းမည်တပတ်လောက်ကမ်းခြေအမျိုးမျိုးပြောင်းကလဲပြီးသည့်အခါမှာတော့ငရုငပလီတာအလှဆုံးဟုမတက်ဝွန်တော်ပြီနွားချေရခွက်သေးကဖားတငယ်ဖြစ်နေပါလားဆိုပြီးမန်တထစ်ကြရပြန်သည်ပင်လေကကျမအားမတက်ဖို့သင်ခန်းစာလှပေးလိုက်နိုင်၏ခီးသွားခြင်းသည်ဒီမိုကရေစီသဘောကိုပိုနားလည်စေသည်တဲ့ကိုအစားစာမကိုအစားစာကိုနိုင်ငံမကိုနိုင်ငံဆိုသည့်အတ္တမာနများကိုခီးသွားများလုပ်ပေးပါကအတော်ကြီးပါရသွားစေခဲ့သည်ကတော့အမှန်ပဲချစ်တော်မြမပြည်သူပြည်သားများလည်းခရီးများသွားနိုင်ကြပြီးဘဟုတုတများတိုးပွားနိုင်ကြပါစေရောက်လေရအရက်တို့ဤတဘာဝပတ်ဝန်းကျင်အားလည်းတန်ဖိုးထားထိမ့်သိမ်းစောင့်ရှောက်နိုင်သည့်သူများဖြစ်ကြပါစေကျမတို့နိုင်ငံအနှံ့လဲအေးချမ်းသာရပါစေရက်တန့်ထားရဓမ္မတက်ဖြစ်နေသောမြန်မာနိုင်ငံဤခီးသွားလုပ်ငန်းကြီးလဲတဖန်ပြန်လဲဖွံ့ဖြိုးလာပါစေဟုဆန္ဒပြုမိပါသည်မေတ္တာဖြင့်ဆုကောလင်